မင်္ဂလာပါခင်ဗျာဆရာမင်္ဂလာပါကိုဆရာနာမည်မိတ်ဆက်ပေးပါဦးကျွန်တော်ကိုထုတ်ပါဆရာကဒီဘယ်မြို့မှာပကြားတက္ကစီလုပ်ငန်းလုပ်ကိုင်ပါတယ်လဲခင်ဗျာဒီပြည်မြို့မှာပါလောက်တာဘယ်လောက်ကြာပြီလဲဆရာကျွန်တော်တို့မကြသေးပါဘူး၄လလောက်ပဲရှိဒီအိုးဝေလေးမောင်းကြတယ်ဆိုအဆင်ပြေတယ်ဆိုတာနဲ့ကျွန်တော်လည်းအလုပ်တစ်ခုဖြစ်အောင်ဆိုပြီးတော့အိုးဝေလေးဒီကောက်ဝယ်ပြီးဆွဲပါတယ်ပြေးပါတယ်ခင်ဗျာပြေးပါတယ်ဟုတ်ပြန်မြတွေကတော့ကို၄-၅တောင်းတော့အနည်းဆုံးရပါတယ်ဒီနေ့ဒါမှဆွဲရတဲ့ရက်တွေပါဆွဲရတဲ့ရက်တွေကအဲ့ဒီအထက်မှာပဲရှိမှာပါဆွဲရတဲ့ရက်တွေကျတော့တသိန်းပေါ့ကိုတသိန်းပေါဟုတ်ကဲ့ပါတသိန်းဝန်းကျင်ရပါတယ်ပြီးခဲ့တဲ့ဒီဇိုင်းတိုင်းကာလတော့ရောအခြေအနေဘယ်လိုရှိလဲဆရာအကောင်းပါဆွဲရအဆင်ပြေပါတယ်ကျွန်တော်ပွဲစည်းရမှာပုံဝင်ရပါတယ်ဟုတ်ကဲ့ပါဒီတော့မှသိန်းကျော်ပေါ့ကိုကြီးရသိန်းကျော်ရဟုတ်သိန်းအထက်မှာပဲပေါ့ဟုတ်ကဲ့ပါဟုတ်ဟုတ်ဆွဲရုံကတော့တာပါတယ်ဗျာဒီကျွန်တော်တို့ရောက်ခါသားတော့ဒီအိုးဝေကိစ္စတွေနားမလဲဘူးနားမလဲဘူးဟုတ်ဟုတ်ပါဘူးသူများတွေအာကြီးမှအာကြီးဆိုတော့အာကြီးကဆွဲရုံလဲတာတယ်သုံးရတာလည်းကောင်းတယ်ဆိုကျွန်တော်ကလည်းအာကြီးပေါ့နော်ဆွဲသုံးကြည့်အာကြီးကတော့အဆင်ပြေပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဆွဲရုံရောပါရောမစိုးပါဘူးဟုတ်ကဲ့ဟုတ်ကဲ့အပြေးသွားတွေလည်းအရန်ကောင်းပါတယ်တွက်လက်ပိုင်းကောင်းပါခင်ဗျာဆရာဂိတ်ထူကဘယ်ထဲမှာထိုးရလဲခင်ဗျာကျွန်တော်ကဒီရွှေခစ်တရာမှာလည်းထိုးတယ်ရွှေခစ်တရာဟုတ်ကဲ့ရွှေတကားမှာပဲထိုးပါတယ်ရွှေတကားမှာလည်းထိုးတယ်ဒီစေယုံကြီးမှာလည်းထိုးပါတယ်စေယုံကြီးမှာထိုးအခုဒီစေယုံကြီးမှာကြတော့မြို့တွင်းက customer တွေလည်းလာကြတယ်လို့ရွာဘက်ကဘိန်းတွေလည်းလာကြတယ်ဆိုဆရာဟုတ်လားဟုတ်ကဲ့ပါနေဘက်ကလည်းအားလုံးလာကြပါတရက်အဲ့လိုမျိုးရွာဘိန်းတွေဘယ်နှစီလောက်တွေ့ရတယ်လဲဆရာဒီထက်မှဆိုကိုမကပါဘူးတခါဒီစေယုံဖွင့်ရဆိုရင်တနေ့နာကနေတောက်ကြနေထီဆိုရင်နေရလာပြတဲ့အိုးကြီးအစီ20 30လောက်ရှိပါတယ်စေယုံ20 30ကိုရှိတယ်ဒါဆိုရင်ရွာဘက်မှာလည်းမကြားအာရီတွေတော်တော်သုံးနေကြပြီဟုတ်ကဲ့အာကြီးတော်တော်များများရှိပါတယ်အာကြီးတွေပဲနေဘက်ရွာဘက်တွေကတော့ဘယ်လိုကောမလန်းဆိုးရပါကြအာကြီးကအဆွဲယုံတောင်းနေကြတယ်အဆင်ပြေလို့အဆင်ပြေဟုတ်ကဲ့အားလုံးကတော့ပြည်မှာတော့အာကြီးဆိုတော့ဟုတ်ကဲ့ပါဆရာအခြေခံအင်ဂျင်ဝိုင်လဲတာပြည်ပင်ထင်းထင်းကြီးတွေအတွက်ကောဒီမှာအကူအားထားပြုနိုင်တဲ့ workshop တွေကိုယ်စားလှယ်ဆိုင်တွေရှိလားခင်ဗျလောဆိုတော့ကျွန်တော်ကိုဖုတ်ဖုမအေးလေးမှာပဲပုံမှန်လဲတယ်သူပြထားတဲ့ကီလိုတိုင်းပဲကျွန်တော်တောက်လျှောက်လဲနေပါတယ်ဟုတ်ကဲ့ဝန်ဆောင်မှုကြတော့ဘယ်လိုနေလဲဆရာအဆင်ပြေပါတယ်ဟုတ်ကဲ့တောက်လျှောက်သူတို့ရှိမှာပဲအင်ဂျင်ဝိုင်ဝဲလဲပါလဲသူပြည့်တဲ့ရက်ဆိုရင်သွားအဲသူတို့အမဲစီထိုးပေးရစစ်ဆေးပိုင်းတွေပါအားလုံးလုပ်ပေးတယ်ပေါ့ဗျာမီးတွေပါနည်းနည်းပါးပါကိုလိုအပ်တာလေးရှိရင်ပြောပြသူဝိုင်းလုပ်ပေးပါအားလုံးအဆင်ပြေပါဟုတ်ပါပြီအခုလိုမျိုးအဆင်ပြေကြတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အားလုံးဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးပါဟုတ်ဟုတ်